ကုန်ပြီကုန်ပြီဒီကြွက်တွေနဲ့လည်းငါစိတ်ညစ်တယ်ဘာမှမသိဘူးဟိုတနေ့ကလည်းငါအင်ကြီးကြိုက်သွားလို့အလူသွားတာဘော်လီမပါပဲသွားတာနောက်တစ်ခါကြိုက်သွားပြန်ပြီခုပတ်စံမရှိဘူးသိလားအင်ကြီးဝယ်ဖို့ကြိုက်မဲ့ကြိုက်တော့ဒီလိုဆင်းရဲတဲ့သူကိုလာမကြိုက်ပါနဲ့သိလားချမ်းသာတဲ့သူတွေရဲ့အင်ကြီးတွေကိုသွားကြိုက်နင်တို့ဘာသာနင်တို့ဘယ်ဟာကြိုက်ကြိုက်အောက်ကဟာကြိုက်ကြိုက်ပေါ်ဟာကြိုက်ကြိုက်အဲ့ရှင်နေရတာကြိုက်ကြစိတ်ညစ်ပါတယ်ထမိန်နေလဲအပေါက်တွေနဲ့ရှိရနိုင်ရှိတော့ကျုပ်ရင်အကြွမပါနန္ဒစကြဝဠာတို့ဖေးရန်ခသိန်းငိမ့်ကြပါစေဒေါသခသိန်းငိမ့်ကြပါစေသင်ရဲ့ခသိန်းငိမ့်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဘာလို့ကြွချီဖះရှင်ခိုးတာကောင်းကောင်းမရှိခိုးရဘူးကျမသာငါ့ကိုချိပါထားနေရလား哎呦我的妈！ဟုတ်啊？ဟိုလေမင်းတို့အိမ်မှာလေကျောင်းလေးပါလေမရှိဘူးလားကျောင်းကျောင်းမရှိဘူးလေမွေးတလိဆန်မွေးဟိုတန်အောင်စီများတယ်ဟုတ်ငါကြောက်လို့ချလို့တွေ့ငါပေးစမ်းပါဟိုကြီးကနာရီမှာရှိတယ်ဟိုအဝါကောင်ကြီးရအောင်ဟာအဲ့ဝါကောင်ကြီးကတောက်ပြင်းကကြီးလိုက်တာပြောမနေနဲ့ငါပြောပြအောင်မယ်မနေ့ကအဲ့ကောင်အမိကိုငါတက်နေမိတာတက်နေမိရတော့ तू ကပြင်းလို့မအော်ဘူးအော်ဖို့ရအောင်ပြင်းတာအဲ့ကောင်ကဟောအဲ့လောက်ကိုပြင်းတာစမပြေပါဘူးကွာဒါနဲ့ငါမေးအောင်မယ်မင်းတို့အိမ်မှာဟွာလေးအင်ကြီးလေးပါလေးမရှိဘူးလားအိမ်မှာဆိုမှအိမ်ရတော့ရှိတာပေါ့အင်ကြီးရှိတာသိရတယ်ကွာငါအရွယ်ဝေးဟိုပါတိတ်ထမိန်တို့ရင်ပုံးလေးတွေပါလို့မရှိဘူးလားဟာဒေါခင်လားသူကယောက်ျားကြီးတွေဗျာအဲ့ဘယ်လိုရှိမှာတော့မင်းမေးစီမအောင်မေးမှာရှိရပါအမေရတော့ငါမလားမေးကျွန်တော်အမေကြောင့်လည်းသိရတယ်မတရားကက်စီနေတာမင်းကလည်းခဏတော့ငါကြီးစမ်းမကွာငါခမဝက်စားတွေဘယ်ရောက်ခင်လဲဘယ်ရောက်သွားလဲငါဝက်စားတွေကပြောချင်မှာကွာမင်းကလည်းပြောနေဗျာဆိုတော့ပြောမယ်လေနေအောင်တကားပလင်ခံတာဟောအဲ့ရကြွမသားတွေကြွမသမီးတွေပေါ့အေးငါအင်ကြီးတွေကိုအသက်ဆိုရဲအသက်ကိုမှကြိုက်ချသွားတာကြွက်တွေကြိုက်တာဘီယိုဘလို့စီလုံးကြုံထားကြိုက်သွားတာအဲ့ဒါကြတော့ခင်ဗျားကလည်းခိုလိုလို့ရတယ်ဗျတို့အိမ်နေရမှာလေကြွက်ရောင်းရန်ရှိသည်ဆိုအိုးမဲခဲတို့မြေပြီးလို့လည်းရေးထားလိုက်အဲ့ဒါကြွက်မလာဘူးလောက်တာပေါ့ကွာငါအဲ့လိုမျိုးတွေဒါမဲ့ငါအိမ်ရကြွက်တွေကစောင်းမတက်ပေမတက်တွေထင်ပါတယ်ကွာဘာမှမထူကြဘူးစာမဖတ်တယ်လို့အဲ့ဒါကြွက်ထောင်ချောက်ဝယ်ပြီးတော့ထောင်ချောက်နဲ့ဟိုညီပဲစီလေးနဲ့ဖမ်းလိုက်မင်းအဲ့ဒါပြောနေစရာမလိုပါငါကြားလာနေပြီအဲ့လိုလုံနေတာပဲတောင်နှစ်ပြီးကုန်ပြီငါဟုတ်ပဲစီတော့နှစ်ပြီးကုန်ကျွက်ကဘယ်နှကောင်ပြီတကောင်မှမမီဘူးအဲ့ကျွက်ကိုခင်ဗျာဆဲရဆိုတာပါရှိတယ်ဟာအဲ့တော့ပြောမနေနဲ့ငါမကျင်းတတ်တော့လေကွာဆဲတာပေါ့ပိုးဆိုပတ်ဆက်ပိုးဆိုဆဲတာခင်ဗျာအဲ့လိုဆဲလို့အဲ့ကျွက်ကအဲ့လိုကြိုက်တာကျွက်ဆိုတာသူတို့ဆဲရင်သူတို့သိရဲ့အဲ့ကောင်တွေကဟုတ်လားမသိဘူးကွာငါတော့ဆဲရပဲဖះရှက်ခိုးလို့မြစ်တာပို့ရင်တော့ငါအိမ်ကကြွက်တယ်မပါဘူးဆိုပြီးငါမြစ်တာပို့တာတော်ဆုံးနေပါပြီအဲ့ဒါကြောင့်ခင်ဗျာအကြိုက်ခံရတာနောက်ကဆဲရင်ဆိုချင်းသူတို့နာမည်မထည့်နဲ့အဲ့ဆိုရတယ်အဲ့လိုလားအဲ့လေသူတို့နာမည်မထည့်နဲ့ဒီတိုင်းဆဲပေါ့ဗျာခင်ဗျာကလေအဲ့ဒါမှရမှာပေါ့ဒီတိုင်းဆိုကြိုက်ခံရမှာပေါ့ငါသိပြီငါသဘောပေါက်ပြီညောင်ပြန်သွားဆဲလာပြန်ပြီးတော့ဆဲအောင်ပါဘလို့ဖွားရုံကွာကြိုက်သွားပြန်ပြီဟိုတလုံးကလာပြေးနေရမှာတူတွေတူမတွေမြီးတွေကလာပြီးကြော့သွားတယ်ထမိန်နေအင်ကြီးတွေကိုကြိုက်သွားတာသူတို့လူတွေတာမဟုတ်လို့သိလားလူသိညံတာမရှိကြလို့တောက်ကျင်းရတစ်စက်မှမကောင်းကြဘူးမျက်စိကပြူနှခမ်းမွေးရကာအမီးရှည်တကြွအော်တဲ့တောက်ကင်းမှသာတက်တီတူ